Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မာလာရှန်ကိုအနှစ်လေးလုပ်ဖြစ်လို့လုံနီးလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်ပထမအဆုံးအနေနဲ့ဟီမာတို့အနှစ်လုပ်ဖို့အတွက်ကိုငရုတ်သီး6တောင်လေးတွေကိုပြုတ်ပါမယ်ပြုတ်ပြီးတော့ဒီပြုတ်ရည်လေးနဲ့ဒီငရုတ်သီး6တောင်တွေကိုကြိတ်ပေးထားပါမယ်ရှင်ပြီးတော့မာလာရှန်ကအနှစ်ရဲ့အဓိကပါဝင်ပစ္စည်းတွေဖြစ်တဲ့ဟင်းခတ်မွေးကြိုင်လေးတွေကိုကြော်ပေးထားပါမယ်ရှင်ကြော်တဲ့ခါမှာပုံမွေးသွားအောင်လို့ဟီမာနည်းနည်းလေးအမြင့်လေးရဲ့ဂျင်းနှင်းငယ်ထည့်ပြီးတော့အရင်ဆုံးကြော်လိုက်ပါတယ်ဟင်းခတ်မွေးကြိုင်တွေကတော့အထုံစီဇီယာစီစမုံစပါးစီတိကျဘိုးကောင်ကရဝေးရွက်နက်နက်ပွင့်လင်းညင်းပွင့်ဇာတိတ်ပိုတီရှောက်ကောလုံးစတာတွေထည့်ပြီးတော့ကျွတ်နေအောင်လို့ကြော်ပေးထားရပါမယ်ရှင်ကျွတ်သွားတဲ့အနေထားလေးရပြီဆိုရင်တော့ဟီမာတို့စီလေးတွေစစ်ပြီးတော့ဒီဟင်းခတ်မွေးကြိုင်တွေကိုထောင်းပေးထားရပါမယ်ရှင်ထောင်းတဲ့အခါမှာလည်းဟီမာတို့ဒီဟင်းခတ်အမွှေးကြိုင်တွေအားလုံးကိုလုံးဝညက်သွားသည့်အထိထောင်းပေးထားရပါမယ်ရှင်အားလုံးအစင်းသေးဖြစ်ပြီဆိုရင်တော့ဟီမာတို့အနှစ်စားချက်ပါမယ်ရှင်အနှစ်ချက်ဖို့အတွက်ကိုဟီမာကျက်သွန်အဖြူရဲ့အနီရဲ့ဂျင်းလက်တစစ်ရဲ့ထည့်ပြီးတော့ကြိတ်ထားပါတယ်အနှစ်များများရကျင်တာဖြစ်တဲ့အတွက်ဒီနေရာမှာကျက်သွန်ဖြူနဲ့ကျက်သွန်နီကိုလည်းများများလေးထည့်ထားပါတယ်ရှင်ပြီးရင်စီတက်ထားတဲ့တဲကိုခုနကတော့ကြိတ်ထားတဲ့ငရုတ်အနှစ်လေးကိုထည့်ပါတယ်ပြီးတော့တဲ့ခါကျရင်တော့ဟီမာငရုတ်ဒီခွဲချမ်းလေးလည်းထမင်းစားစုံနှစုံစားလောက်ထည့်ထည့်ပါတယ်ရှင်တစ်ဆက်တည်းမှာပဲခုနကတော့ဒီထောင်းထားတဲ့ဟင်းခတ်မွေးကြိုင်လေးလည်းဟီမာတို့ထည့်လိုက်ပါမယ်ရှင်အားလုံးထည့်ပြီးတော့လုံးနဲ့အောင်မွေးပြီးသွားပြီဆိုရင်တော့ဟီမာပင်းကပိကိုနှစုံခွဲစားလောက်ထည့်ပါတယ်ဒီနေရာမှာဟီမာပင်းကပိကိုတော့အငံမဲသုံးထားပါတယ်ရှင်ပြီးရင်ငရုတ်ချင်လေးလည်းနှစုံခွဲစားလောက်ထည့်ပါတယ်ဒီငရုတ်ချင်ကတော့အရန်ချင်တဲ့ဘက်မသွားတဲ့ငရုတ်ချင်ကိုသုံးထားပါတယ်ရှင်အရသာအတွက်ကတော့ဟီမာတကြားထမင်းစားစုံတစ်စုံစာအချုံမုတ်လက်ဖက်စားစုံနှစ်စုံစာထည့်ပြီးတော့နှောင်းကိုတော့တထုပ်ကိုတဝက်ပဲသုံးထားပါတယ်ရှင်ပြီးရင်တော့ဟီမာတို့စီလေးတွေဝေးတက်လာတဲ့အထိကိုခက်ကြကြလေးကြော်ပေးထားလိုက်ရင်ရပါပြီရှင်ဒီနှစ်ကလေးတစ်မျိုးလေးရှိုံနဲ့ဟီမာတို့မာလာရှန်ကောမာလာမောက်ချိုင်မာလာဟင်းမာလာဟော့ပေါ်လို့လှူစားလို့လည်းရပါတယ်ရှင်အနှစ်သိန်းကြီးကတော့ဟီမာတို့ရေခဲတစ်တာတဲ့ခဲတဲ့ကန်နဲ့ထည့်ထားမယ်ဆိုလည်းရပါရဲ့ဒါမှမဟုတ်လည်းရေခဲတစ်တာအပေါ်ကန်နဲ့မှထည့်ထားမယ်ဆိုရင်လည်း6လတိအနည်းဆုံးအထားခံပါတယ်ရှင်ဟီမာရဲ့ဒီလုံနီးလေးရဆိုရင်အရန်လဲလွယ်ကိုရိုးရှင်းပြီးတော့ပါဝင်ပစ္စည်းလေးတွေကဆိုလို့ရှင်လေဒီဂျပန်စူပါတိုင်းမှာပဲအလွယ်တကူရရှိနိုင်တဲ့ဟင်းခတ်မွေးကြိုင်လေးတွေကိုသုံးတာဖြစ်လို့လိုက်ပြီးတော့လှူစားကြည့်ပါရှင်ကျေးဇူးများတင်ပါတယ်ရှင်